ကိုကြီးပြလိုက်တာလာတော့ပြောပြအောင် ပြောပါ ဟိုလေကိုကြီးပြလိုက်တာဟိုဒီချီလောက်တယ်လေ ဟုတ် ဦးရဲ့ဆရာလိုင်းပေါ်မှာခုံပြောပြီးပြီ ဟုတ် အမကနေပြီးတော့ဆရာလို့ကျမငရင်တော့အုပ်တိုင်းပြီးထားတာလို့ဒီချီလောက်တယ်လည်းတည်ကြလို့ဖြစ်နေရဲ့လို့စီးပိုက်ကထည့်ထားတာဆရာလာကူးကျင်တာလို့ဆရာလည်းပလိုက်ကြပဲလေ ဟုတ် လာကူးကျင်တာလို့ဆရာလို့ရတယ်တဲ့အမလည်းလာခဲ့တဲ့ ဟုတ် အဲ့လိုမျိုးပေါ့နော်လိုင်းကားပါညာနဲ့တော့အမလာလို့မရဘူးတဲ့အဲ့ကနေကားလေးငှားပြီးတော့ပေါ့နော် ဟုတ် ဟိုထိမ့်မဲ့ဟိုမပေးမဲ့လူနဲ့အမရောက်အောင်လာခဲ့တဲ့ ဟုတ် စီဘူးတစ်ချက်မှမကုန်ဘူးအမကောင်းစေရမယ်တဲ့ ဟုတ် သွားကျင်တာကစီဘူးကမကုန်တော့ဘူးလမ်းစရိတ် လမ်းစိတ်ကဘယ်ရောက်သွားမှာမလို့ ရန်ကုန်မှာမြောက်တကုံနဲ့ဆရာ ဟုတ်ပြီ ကိုကြီးလိုက် အခုဒီကြောက်စရာနေပေါ့ရန်ကုန်စေးသွားကူကျင်တာ အဲ့လိုကူး ကားကပေါ့နော် ကားကမရှိရ ကားကြတော့ကျွန်တော်တို့ကလူနာတင် လူနာတင်ကောင်းမှုဟိုကိုကြီးပြလိုက်တာဟိုခွေးပလူလေးပေါ့ အဲ့လိုကားလေးတွေရတဲ့စီရတော့ထည့်ပြရမှာပေါ့တနေ့ကိုတစ်သိန်းနဲ့အဲ့လိုတော့300စက်တိုက်ဒီဟာကိုကုပေးမှာရောက်မှာပေါ့အဲ့မှာနေရမှာတော့ကိုယ်ပြလိုက်တာရ3ရက်လောက်နေမှာပေါ့နော်အဲ့နေမဲ့ဟာတော့သူကတနေ့တစ်သိန်းတော့ပေးရမှာပေါ့ကိုယ်ပြလိုက်တာရစီရတော့မထည့်ရဘူးပေါ့ငိမ့်တာဆိုတော့အသွားပြန်မဲ့စီဘိုးကသူ9000ရဆိုသွားပြန်ဆိုတစ်သိန်းတော့ပေးရမှာပေါ့ ဟုတ်ပြီအဲ့ဒါကျွန်တော်တခုဟွာဖြစ်ပြီမယ်နော်နောက်နေ့ကျတော့လုပ်ပြီမယ်နော် အဲ့လိုလေးပဲ ဟုတ်ကဲ့ဒါဟိုပါလေအန်တီကိုလေလားစင်လေတသိန်းလှူတဲ့ဟာလေးကလေအဲ့ဒီပတ်စံလေးလှူခိုင်းလို့လားလှူပြနော် ဟုတ်ကဲ့ပါ အဲ့လေးကိုကျွန်တော်အခုရန်ကုန်စေးသွားကုနိုင်အောင်လဲစီစဉ်ကြည့်ပေးမယ်နော် ဟုတ်ပါကျန်လာဒီချမ်းသာလာဒီမိုက်တော့ကျင်ရောကိုကြီးတိုင်းတို့မောင်နှမတွေအားလုံးကျန်နိုင်အောင်ဆောင်းနှောင်းရပြီးဆရာကောင်းသူတော်ကောင်းနေနဲ့တွေ့ပါသည်တွားရလာရမှလဲဘေးအန္တရာယ်တွေကင်းပြီးလူရင်ဆန္ဒတွေပြေးပါကြပါစေ ဟုတ်ကဲ့ပါနော်